မြတ်စွာဘုရားရဲ့အဆုံးအမဟာစိတ်ဓာတ်ကြံ့ခိုင်မှုကိုအဓိကထားမြတ်စွာဘုရားရဲ့အဆုံးအမက mind center teaching လို့ခေါ်တယ်စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတယ်တခြားဘာသာတရားတွေနဲ့မတူဘူးဗုဒ္ဓရဲ့အဆုံးအမကအသီးသီးလူတွေရဲ့စိတ်ကိုဗဟိုထားပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်သောကြောင့်လူတိုင်းအတွက်အရေးကြီးဆုံးကစိတ်ဓာတ်ကိုပြုပြင်ထားဖို့ပဲဒီဟာစိတ်ဆင်းရဲတယ်ဆိုတာလေစိတ်ဆင်းရဲတယ်စိတ်နဲ့ပတ်သက်တယ်အလုံးစိတ်နဲ့ပတ်သက်လာအဲ့ဒါကြောင့်မို့လို့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့စိတ်ဓာတ်အေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့ဘဝပညာနည်းစနစ်တွေကမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာအဲ့ဒီဘဝပညာလို့ခေါ်တဲ့ technology of life ပေါ့နော်ဒီဟာမျိုးကိုလေးလာမှတ်ယူထားမယ်ဆိုလို့ရှိရင်တဘဝလုံးအခက်ခဲတွေဘယ်လောက်ကြုံစိတ်ဓာတ်ကြံ့ခိုင်သွားတယ်ဆိုတော့လူရဲ့ရိမ့်ရိုင်မှုပျက်စီးမှုဒါမျိုးတွေဟာမရှိတော့ဘဲနဲ့စိတ်နှလုံးအေးချမ်းစွာဘဝခရီးကိုရှောင်လန်းနိုင်တဲ့အနေအထားမျိုးရရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတာကဆောင်ရံနဲ့ရှောင်ရံဒီနှစ်ခုကိုဆုံးမရှောင်ရံနဲ့ဆောင်ရံဘာကိုရှောင်ရမယ်ဘာကိုဆောင်ရလောကမှာရှိတဲ့အဆုံးအမတွေမှန်သမျှမိမိတို့ရဲ့မိသားစုတွေမှာပဲကြည့်အမေဖေကသားသမီးကိုဆုံးမတယ်ဆိုတာတကယ်ကတော့နှစ်ခုတည်းပဲတစ်ခုကဘာတော့ဒါမလုံးနဲ့နောက်တစ်ခုကဒါလုံးဒါပဲလေဆောင်ရံနဲ့ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲဆုံးမဘာဖြစ်လို့ပြောတာတော့လှုပ်လို့ရှိရင်ဒုက္ခရောက်မှာဘာဖြစ်လို့လှုပ်လို့ပြောတာတော့ချမ်းသာဒုက္ခရမှာမို့ပြောတယ်ဒါကြောင့်မို့လို့မြတ်ဗုဒ္ဓကိုကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဖို့ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုသိဖို့အတွက်မြတ်စွာဘုရားကိုးကွယ်ကြရတယ်ဒါပြင်ကိုယ့်ဘက်ကိုမသိဘူးလားလဲဆိုမသိနိုင်ကိုယ့်ကိုမသိတာအများကြီးပဲနောက်ဆုံးစဉ်းစားကြည့်လေဒီဘဝထဲမှာတောင်လက်ဖြင့်ကဘာဖြစ်မယ်ဆိုတာကိုယ့်ကိုသိနိုင်စွာမရှိဘူးအနာဂတ်ဆိုတာတေချာရေးရတာမဟုတ်ဘူးမသိနိုင်ဘူးမသိနိုင်တဲ့အတွက်ကြောင့်ဘယ်လမ်းကြောင်းကရှောက်မှကောင်းကျိုးချမ်းသာတွေရနိုင်တယ်လဲဆိုတာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကနေရှောက်ဖို့ကိုတက္ကသိုလ်တွေတည်ထောင်ပြီးတော့ပညာတွေသင်ကြားရတယ်ဆိုတာအနာဂတ်မျှော်လင့်ချက်နဲ့လုပ်ကြရတာအနာဂတ်မျှော်လင့်ချက်ဒီပညာတွေတက်သွားလို့ရှိရင်ဘဝမှာအစဉ်ပြေချောမွေ့စေဖို့သို့မဟုတ်တိုင်းပြည်နဲ့လူမျိုးအကျိုးပြုဖို့ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့မိမိဘဝခရီးဖြောင်းတတ်မယ်တိုင်းပြည်နဲ့လူမျိုးအကျိုးပြုမယ်ဘာသာသာသနာအကျိုးပြုမယ်ဆိုတဲ့ဥတည်ချက်တွေနဲ့လုပ်ကြအဲ့ဒါလို့ဒီဘဝရဲ့အနာဂတ်တောင်မှပဲဝေဝေဝါဝါဆိုရင်ကဲတေဒီချမ်းမဲ့နဲ့နောက်ဘဝဆိုတာကြတော့လုံးဝပိတ်ပိန်းနေဘာမှမသိဘူးသိနိုင်ဘူးမသိနိုင်တဲ့အတွက်ကြောင့်ဒီဘဝကောင်းစားဖို့အတွက်ဆောင်ရွက်လို့ရတယ်နောက်ဘဝကောင်းစားဖို့အတွက်ကြတော့ဘဝဆိုတာရှိနေလို့ရှိရင်ဘာလို့ရမလဲခုချိန်ကဘာတွေလုံးတဲ့လဲဆိုတာမသိနိုင်ကြဘူးမသိနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုအပ်တယ်ပေါ့အဲ့ဒါမပြောနဲ့မသိနိုင်တာတွေဘယ်လောက်များတော့ဆိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်လိုစားရမယ်ဘယ်အစာအသင့်တော်တယ်ဘယ်အစာမသင့်တော်ဘူးဆိုတာတော့ကျမ်းမာရေးပညာကျွမ်းကျင်တဲ့ဆရာသမားတွေစီကရပြီးသူတို့အဆုံးအမတိုင်းလိုက်နာမှကျမ်းမာရေးဆိုတဲ့အကျိုးတစ်ခုရနိုင်တာလေအဲ့ဒါကြောင့်မို့ဘယ်အရာပဲဖြစ်ဖြစ်ကြိုတင်ပြီးသိနိုင်စွာမရှိသည့်အတွက်ကြောင့်ကိုးကွယ်တယ်ဆိုတာအဲ့ဒီဟာအတွက်ကို
ကိုးကွယ်ရတယ်အားထားရတယ်အားကိုးတယ်လို့ဆိုလိုတာကိုးကွယ်တယ်ဆိုတာအားကိုးအဲ့တော့မြတ်စွာဘုရားကိုတောင်းတပြီးဘုရားရှိခိုးမှာထိုင်ဆုတောင်းဖို့မဟုတ်ဘူးလောကလူတွေကအကျင့်ပါနေတာနတ်ကိုးကွယ်တဲ့အကျင့်ပါနေတာအရှင်ကြီးမတော်မူပါဆိုတာကိုသိလှုပ်ချင်တယ်လေအဲ့ဒါအကျင့်ပါနေလို့လှုပ်တာတကယ်ကတော့ဘယ်သူမှမမအောင်စိတ်သာချမမဲ့လူမရှိဘူးเนาะအဲ့တော့မြတ်စွာဘုရားကလည်းမှာမဟုတ်ဘူးမလို့မရတာမလို့ရတာကြောက်ခဲပဲရှိပါပဲเนาะအဲ့တော့မလို့မရဘူးဘာလို့ရဒါဖြင့်ဘုရားကဘာကူညီပေးနိုင်တော့မေးကြည့်လိုက်လို့ရှိခုနကလိုရှောင်ရံနဲ့ဆောင်ရံပြောမှာပဲလေဘုရားဟောတယ်ဆိုဆောင်ရံနဲ့ရှောင်ကြည့်လေမင်္ဂလာတုတ်မှာကြည့်မြန်မာလူမျိုးတွေမင်္ဂလာကိုသိနှစ်သက်တယ်မင်္ဂလာကိုနှစ်သက်တာကိုမြတ်စွာဘုရားမင်္ဂလာဆိုတဲ့ကြီးပွားတိုးတက်မှုအောင်မြင်မှုကိုရချင်လို့ရှိရင်ဘာလုပ်ရမှာရှောင်ရမှာနဲ့ဆောင်ရမှာပဲလေအစဆုံးမှကြည့်အသေဝနာသပါဠနံပဏိတနိသသေဝနာလို့ပြောတာဟာအစင်းစင်းနားလဲရမှာကဘာလားဆိုတာအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဘာလားလို့ခေါ်တာဆင်ញင်တို့တရားမရှိဘူးအသိပညာမရှိဘူးသူ့အတိုင်းတာလိုက်ပေါ့လေနလဘိန်းတုံးကိုဆိုလို့မြန်မာလူပြန်တော့လူမိုက်ဆိုခုခေတ်လူမိုက်ကမဟုတ်ဘူးခိုးဆိုတိုက်ခိုက်တဲ့လူကိုလူမိုက်ခေါ်နေတာမဟုတ်ဘူးဘာလားဆိုတာသဘောကောင်းခြင်းလည်းကောင်းမှာမသိတဲ့လူကိုဆိုလို့တယ်နော်မသိတာမှဘာလားပြောမယ်ဆိုလို့ရှိရင် uneducated ပေါ့နလဘိန်းတုံးဘာမှမသိဘူးဟိုဟာခိုင်းလွဲဒါလောက်ခိုင်းလွဲအဲ့ဒါမျိုးဘာလားလို့ခေါ်တယ်ကိုအလုပ်တစ်ခုလုပ်လို့ရှိရင်ဘာလားနဲ့တွဲမလုံးနဲ့ဥပမာစီးပွားရေးလုပ်ငန်းတစ်ခုတွဲလုပ်မယ်ဘာလားနဲ့တွဲလုပ်အကုန်ပြတ်မှာမလုပ်တဲ့မကိုင်းတတ်ဆိုအကုန်ပြည့်စည်တယ်ကုမ္ပဏီတစ်ခုလုပ်တဲ့အခါမှာ uneducated ခန့်လိုက်တယ်လူကြီးခန့်တယ်မစီမံတတ်ဘူးမခံခွဲတတ်ဘူးအကုန်ပြည့်စည်တယ်ဆိုင်မှာအယောင်းဝယ်လုပ်တယ်မသိတဲ့ပုဂ္ဂိုလ်လူကြီးထားပြီးတော့အဲ့ဒီမှာအုပ်ချုပ်လိုက်မယ်ဆိုရင်ပြည့်စည်တာမရဘူးဒါကြောင့်မို့လို့ပြောတာဘာလနဲ့လက်တွဲပြီးတော့မလုံးနဲ့လို့ပြောတာလှုပ်ရှားရှိအဲ့ဒါကိုအသေဝနာသဘာလနာလို့ပြောတာနော်ဘာလနဲ့လက်တွဲလုပ်မယ်ဆိုလို့ရှိရင်စစရာပြိုကွဲပျက်စီးတတ်တယ်မအောင်မြင်နိုင်ဘူးလို့ဒီလိုပြောလုပ်ရင်လွဲချော်အဲ့ဒါကြောင့်မို့ပန္တိတလို့ educated စဉ်းစားဉာဏ်ရှိတယ်အသိပညာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးနဲ့လက်တွဲရမယ်အဲ့ဒီလိုလက်တွဲမှကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒီမှာလဲရှောင်ရံနဲ့ဆောင်ရံကိုမြတ်စွာဘုရားပြောတာနော်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလှုပ်ဆိုဒီမှာလဲလှုပ်တဲ့လှုပ်ထတာတခုကိုညွှန်ကြားတာအဲ့ဒါကြောင့်မလို့ဒီကနေ့ကုသိုလ်ကောင်းမှုတွေလှုပ်ကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုလှုပ်ခြင်းဟာမိမိအတွက်ကျက်တည်တွေကိုတိုးတက်စေတယ်ကျက်တည်ဆိုတာကုသိုလ်ကောင်းမှုဆိုတာ investment တစ်ခုပဲတမန်အားဖြင့်ကြည့်မယ်ဆိုရင်ဥမာမဲ့လူတွေတန်းတယ်ဒါနကောင်းမှုလုပ်လို့ရှိရင်လူတွေရဲ့စိတ်ထဲမှာလှူရင်တော့ကုံသွားတာပဲကုံသွားတာဟာကိုလှူလိုက်တဲ့ပစ္စည်းကရင်းစားပြန်ရတာတော့မဟုတ်ဘူးစဉ်းစားကြည့်လေလက်ွက်ထဲမှာစဘာတရင်ကျဲလိုက်လို့ရှိရင်အဲ့စဘာစီတွေပြန်ရသေးလားမရဘူးအဲ့ဒီစဘာစီကမရတော့ဘူးရမှာကဘာတော့ဆိုအဲ့ဒီစဘာစီကပေါက်တဲ့အပင်ကတီးတာကြတော့ရဒီလိုဆိုလိုတာနော်အဲ့တော့အပင်ကတီးပြီးတော့ရတဲ့ဟာကြတော့ကိုကစိုက်တုံးကကျဲတုံးကစဘာဟာတည်င်းမဲ့ကျဲတယ်ပြန်ရတဲ့အခါကျတော့တင်း90တို့တင်း100တို့ရဒါလောကမှာရှိနေတာပဲလေတရေစီလေးတစ်စီပဲစိုက်တယ်အဲ့ဒီတစ်စီကပေါက်လာတဲ့တရေပင်ကတီးတဲ့အခါကျတော့တတိမကတော့တီးပေါင်းမြောက်များကုသိုလ်ကောင်းမှုဆိုတာအဲ့ဒါလို့ပြောတယ်လောကကြီးမှာကုသိုလ်ကောင်းမှုဆိုတာအဲ့လိုအဲ့တော့ဘဝမှာပြည့်ပြည့်စုံစုံနဲ့ဖြစ်ဖို့အတွက်ကုသိုလ်ကောင်းမှုဆိုတာလုပ်ကြရတယ်အေးဒါနကောင်းမှုဆိုတာ
ဘုန်းကြီးတွေပင့်လှူမှဒါနကောင်းမှုလို့ဒီလိုပြောတာမဟုတ်ဘူးကိုယ်တငယ်ချင်းပေါင်းအသင်းမှာကိုစားတဲ့ထက်ကခွဲပြီးတော့ပေးရင်လည်းဒါနပဲစေရနာနဲ့ပေးတာမှန်တယ်မြတ်ပေးခြင်းနဲ့စေရနာလေးနဲ့တခြားရွယ်ချက်မရှိဘူးသူ့ကိုစားစေခြင်းနဲ့စိတ်နဲ့ပေးရင်ဒါနပဲကောဘယ်သူပေးဒါနဆိုဒီမှာကိုစားမဲ့ဟာကိုစွန့်လွတ်လိုက်တဲ့ sacrifice လုပ်တာပဲစာကားလို့ခေါ်တယ်စွန့်လွတ်မှုပဲအဲ့ဒီစွန့်လွတ်မှုမှန်သမျှဟာ investment သဘောရောက်တယ်ပျောက်သွားတာမဟုတ်ဘူးဘယ်ကမပျောက်တာတော့ဆိုကိုယ့်ရဲ့စိတ်စေရနာတွေကရင်ထဲမှာဖြစ်သွားတာလေဖြစ်သွားတယ်ဆိုကြတဲ့ကဖြစ်သွားတဲ့နေရာလေးတခုကပျောက်သွားတာမဟုတ်ဘူးခုခေတ်စကားနဲ့ပြောမယ်ဆိုရင် positive ဖြစ်သွားတယ်လို့ဆိုလို့ရင်ထဲမှာတစ်ချိန်ဖြစ်လိုက်ရင်ရင်ထဲမှာ line latent လို့ခေါ်တယ်ပေါ့နော်သူက latent အနေနဲ့လှုပ်ရှားတာတော့မဟုတ်ဘူးလှုပ်ရှားနေတာသူလှုပ်ဆောင်မှုတော့မလုပ်သေးဘူးဒါပေမဲ့ငြိမ်သက်စွာတည်ရှိနေတည်ရှိသွားတာအဲ့ဒါလို့မိမိရဲ့စိတ်အစဉ်ထဲမှာကောင်းတာလေးတွေဟာတိုးတက်သွားအခုပညာသင်ကြတာကြည့်လေမူလတန်းသင်လာတဲ့အရေးချင်းတွေကအလယ်တန်းသင်ဖို့အတွက်လွယ်ကူမှုကိုဖြစ်စေတယ်အလယ်တန်းမှာရလိုက်တဲ့အရေးချင်းကအထက်တန်းသင်တဲ့အခါမှာလွယ်ကူမှုဖြစ်စေတယ်အထက်တန်းပညာရပ်တွေကတက္ကသိုလ်ပညာရပ်ကိုလွယ်ကူမှုဖြစ်စေတယ်အကယ်၍အလယ်တန်းတို့ထက်တန်းတို့မအောင်ပဲနဲ့မူလတန်းလေးကိုတက္ကသိုလ်တက်သင်မယ်ဆိုရင်ဒီဟာတွေလွယ်ကူမှာမဟုတ်တော့ဘူးအဲ့တော့အဲ့ဒီနေရာမှာမူလတန်းတော့ရတဲ့အရေးချင်းအလယ်တန်းတော့ရတဲ့အရေးချင်းထက်တန်းတော့ရတဲ့အရေးချင်းအဲ့ဒီအရေးချင်းဟာကိုယ့်ရဲ့စိတ်ထဲမှာ online ဖြစ်နေလို့သာဒီအရေးချင်းကပျောက်မသွားတာပေါ့အကယ်၍သာပျောက်သွားတယ်ဆိုလို့ရှိရင်အရေးချင်းကဘယ်လိုလုပ်တိုးတက်လာမတက်နိုင်ပျောက်သွားတာမဟုတ်ဘူးလို့ဆိုတာအမှန်တမ်းထင်ရှားစွမ်းအင်တတိ energy အနေနဲ့ရှိတယ်လို့ပြောတယ်နော် energy အနေနဲ့ရှိတယ်တစ်ပင်လေးတစ်ပင်စိုက်တော့အသီးသီးတယ်အဲ့ဒီအသီးထဲမှာအသီးတွေကပါတယ်အစိတ်လေးထဲမှာနောက်ထပ်အပင်ကိုမျိုးပွားစေနိုင်တဲ့စွမ်းရည်လေးတွေပါလာတယ်ဒါတောင်အစိတ်တစ်ခုလုံးမှာပါတာမဟုတ်ဘူးဗမာတွေခေါ်တဲ့မျက်စိဆိုတဲ့နားမှာပဲပါဟောအဲ့ဒီကနေမျိုးပွားလာဒီပြနေရာမျိုးပွားမှာမဟုတ်ဘူးအဲ့ဒီနေရာလေးကမျိုးပွားအဲ့ဒါလိုပဲလူတွေလှုပ်တဲ့ကောင်းမှုမကောင်းမှုဆိုတာတွေဟာကိုယ့်ရဲ့ရှင်တဲ့နှလုံးထဲ mental process လို့ခေါ်တဲ့စိတ်အစဉ်ထဲမှာကိန်းသွားတယ်ရောက်ရှိသွားတယ်အဲ့ဒီရောက်ရှိသွားခြင်းကြောင့်ဒီဘဝကလှုပ်တဲ့ကံတရားတွေနောက်ဘဝတွေမှာပါနေတယ်ဆိုတာအဲ့ဒီသဘောပဲစွန့်ရည်နေနဲ့ပါနေတာနော်သူတို့ကြီးအကျိုးပေးလာလို့ဆိုအကျိုးပေးဘူးသူတို့ကအခွင့်အရေးကိုမျှော်နေတာဟုတ်လားခွင့်ရေးကိုမျှော်နေ waiting for chance ပေါ့သူတို့လည်းမျိုးစိလေးကလည်းအခွင့်အရေးကိုမျှော်နေတာအပင်ပေါက်ဖို့အတွက်သူမှမကြွားဖြစ်နေပြီဆိုရင်အခွင့်အရေးကိုမျှော်ရအခွင့်အရေးဆိုတာဘာလဲသူ့ရဲ့အခွင့်အရေးကမြေနဲ့ရေနဲ့တွေ့ဖို့မြေနဲ့ရေနဲ့မတွေ့ဘူးဆိုရင်ဒီမျိုးစိကအပင်ပေါက်မှာမဟုတ်တာအဲ့ဒီထဲမှာပြုတ်စားတဲ့လူနဲ့တွေ့ရင်သွားရောပေါက်ဖို့မရှိတော့နော်ကံရဲ့တဘာဝကိုပြပြတာပါ waiting for right here ဒီနေရာမှာစောင့်နေတဲ့အနေအထားတစ်ခုပဲလူတွေရဲ့နှလုံးသားထဲစိတ်အစဉ်ထဲမှာကံတရားတွေဆိုတာစဉ်းသင်းဖြစ်တယ်ဒါကြောင့်မို့အတိတ်ဘဝလုပ်တဲ့ကံတွေကြောင့်ဒီနေ့မှာလူလာဖြစ်တဲ့အခါမှာလူတွေရဲ့ capacity တော့ ability ဆိုတာမတူကြဘူးလေအခုဒီတက္ကသိုလ်မှာတက်နေတဲ့ကျောင်းသူကျောင်းသားတွေအရေးချင်းတွေတရားနဲ့တရားတူလားလူချင်းတော့တူတယ်အရေးချင်းကြီးတူသလားဆိုမတူဘူးတချို့ကထက်မြက်တယ်တချို့ကမထက်မြက်ဘူးဟောအလဲလက်ပဲရှိတယ်ဆိုရက်အရေးချင်းတွေဟာကွာခြားကြတယ်အဲ့ဒီအရေးချင်းကွာခြားမှုဟာဘ
သူနဲ့သက်ဆိုင်တာလဲလို့မေးလို့ရှိရင်ကိုလှုပ်တာကိုအတွင်းမှာ internal condition ဆိုတာကိုမှာပဲရှိတယ်အပြင်ကလာလှုပ်တာမဟုတ်ဘူးအပြင်နဲ့မဆိုင်အပြင်ကအကျိုးမပြုဘူးတော့မဟုတ်ဘူးအပြင်ကအကျိုးပြုတာတော့ရှိတယ်သို့တော့ဒါတွေကအတွင်းနဲ့ဆိုင်တယ်ကိုလှုပ်ခဲ့တဲ့စွမ်းရည်တတိတွေကိုလှုပ်ခဲ့တဲ့ကိုယ့်ရဲ့လေးလာမှုတွေရှိတာမရှိတာတွေကနေဒီဘဝမှာအရေးချင်းချင်းကွဲပြားခြားနာသွားတယ်ဆိုပါစို့လူတွေဟာခဏခဏထိတ်ခဏရှိဒေါသထွက်စိတ်တူတတ်တဲ့လူရဲ့သူ့ရဲ့ဒီစိတ်တူတတ်တဲ့အလေးအကျင့်ကြီးက accumulate ဖြစ်သွားသူ့ရဲ့ရင်ထဲနှလုံးထဲမှာကိန်းနေလို့ရှိရင်ဒေါသထွက်တယ်ဆိုကြတဲ့ကမျက်နှာကြီးခဏခဏတင်းသွားတာလေစိတ်တူတိုင်းမျက်နှာကတင်းသွားတော့နောက်ဘဝကျတော့လူဖြစ်တဲ့အခါအဲ့ဒီယုံမျိုးကြီးလာဖြစ်တာပဲဒါကြောင့်မို့လို့ရုပ်ဆိုးကြီးတန်တယ်ဆိုတာဒေါသဖြစ်လို့ကြီးတန်တယ်လို့ခေါ်တာဗျာနော်ဒေါသကြီးတဲ့လူကရုပ်ဆိုးကြီးတန်သူလာဖြစ်တယ်အေးမေတ္တာထားတဲ့ဘက်ကိုကြတော့ဘယ်တော့ဖြစ်သူကပြုံးပြုံးရွှင်ရွှင်ပဲနေသည့်အတွက်ကြောင့်အဲ့ဒီပြုံးရွှင်တဲ့မျက်နှာကနောက်ဘဝကျတော့လေဒီမျက်နှာမျိုးပဲရအဲ့တော့ကုသိုလ်ကောင်းမှုဆိုဒီမှာပျောက်ပြက်သွားတဲ့အရာတော့မဟုတ်ဘူးပညာသင်ကြားတာလို့ပဲအရေးချင်းနေရရှိနေတယ်အဲ့ဒီရှိနေတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီဆိုလို့ရှိရင်စက်တည်ဖြစ်လာမယ်လို့ဒီလိုပြောတာဒါကြောင့်မို့တိရိတိပုံညပညာနာမေတ္တံအဓိဝဆနာစက်တည်ဆိုဒီမှာကုသိုလ်ကောင်းမှုနဲ့ပုံညနဲ့ပညာကုသိုလ်နဲ့ပညာဒီနှစ်ခုကိုခေါ်တာတဲ့အေးဒီဘဝမှာကြတော့ကြည့်စက်တည်ရှိတယ်ဆိုတာဘွယ်ရတယ်ဂုဏ်ဓုတွေနဲ့အောင်းတယ်ဆောင်းဝဲမှာနော်သူများတဲ့ပူချက်တွေရှိလာတယ်ပေါ့သူများတဲ့ပူချက်တွေရှိလာအဲ့ဒါလို့ချက်တည်းဆိုတာပညာတက်လာလို့ရှိရင်ပညာကချက်တည်းကိုဖြစ်ပေါ်စေတာဖြစ်ပေါ်စေတာပညာမတတ်ဘဲနဲ့ဆိုပါစို့ဆောင်းဝဲလဲအောင်တာမဟုတ်ဘဲနဲ့ဘွဲယူရတာလည်းမဟုတ်ဘဲနဲ့ဘွဲယူဝိုးဆုံနဲ့ဝတ်ပြီးတော့ဓာတ်ပုံသွားရိုက်ကြည့်ပါလားသိတဲ့လူကဝိုင်းရှုပ်ချမှာပေါ့နော်ဓာတ်ပုံနဲ့တော့ဘွဲယူဝတ်ဆုံကြီးနဲ့ဖြစ်ကောင်းဖြစ်မှာပေါ့သို့တော့မရဘဲနဲ့လှုပ်ထားတယ်ဆိုတာမျိုးပြောခံတကယ်ကျက်တည်ရှိတဲ့ပုဂ္ဂိုလ်ကြတော့တကယ်ပညာရလို့တကယ်ဘွဲရသွားတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီပညာကသူ့ကိုကျက်တည်စီတိုးပွားစေတယ်ပေါ့ဒါကြောင့်မို့တိရိဆိုတာအခုလိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေသင်ယူကြတဲ့ပညာရတ်တွေဒီဟာတွေကိုခေါ်တယ်အဲ့ဒါတွေတိုးပွားဖို့ရာအတွက်အကြောင်းမဲ့တော့တွေးပွားလာတာမဟုတ်ဘူးဒါတွေကုသိုလ်ဖြစ်ဖို့နဲ့ပညာဖြစ်ဖို့အတွက်ဘာကအရေးကြီးတာလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1 ambition လို့ခေါ်တယ်စိတ်ဆန္ဒနော် ambition ဆိုတာ strong desire ပေါ့ strong desire ambition လို့ခေါ်တယ်အဲ့ဒီခိုင်မာတဲ့ပြင်းပြတဲ့ဆန္ဒပညာတတ်ခြင်းနဲ့ကုသိုလ်လုပ်ခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒရည်ကြည်တယ်အဲ့ဒီစိတ်ဆန္ဒရှိမှဒါမျိုးဆိုတာဖြစ်တယ်စိတ်ဆန္ဒအပေါ်မှာမူတည်ပြီးတော့စိတ်ဆန္ဒရဲ့ဥဆောင်မှုကြောင့်ဖြစ်သွားတယ်အခုဤပညာတက္ကသိုလ်ရတနာဘုံစိုက်ပါစီဒီမိသားစုစရုထအချိန်ထိအောင်ဘာလို့သင်္ကန်းကတ်လူချင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်ချတာဆန္ဒရှိလို့လုပ်တာပေါ့ဆန္ဒမရှိရင်ဘယ်လုပ်မလဲနော်ဒါကြောင့်မို့ဆန္ဒကကုသိုလ်ဖြစ်စေသွားတယ်အဲ့ဒီဆန္ဒဆိုတာမြင့်ရင်မြင့်မားသလောက်ကြီးရင်ကြီးမားသလောက်ဖြစ်တယ်ရိုးရိုးဆန္ဒကြတော့ desire ပေါ့ဒါကြတော့ ambition ပေါ့နော်ပို့ပြီးတော့ထက်သန်တဲ့ဆန္ဒကောင်းတဲ့ဘက်မှာထက်သန်တဲ့ဆန္ဒမတမ်းမအရေးပါတယ်24ပစ္စည်းထဲမှာအဓိပတိပစ္စယောလို့ကြီးမှုထားနိုင်တယ်အားလုံးကောင်းတဲ့လုပ်ငန်းတွေကိုအားလုံးကြီးစိုးထားနိုင်တယ်ဆန္ဒရှိလို့ရှိရင်အားလုံးဖြစ်တယ်လို့ဗမာစကားမှာလဲပါဠိစာပေကဆက်နွယ်ပြီးတော့ဆန္ဒဝတ္တောကိဏ္ဏမကမ္မနာသိစတိတဲ့ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာမပြည့်တဲ့အလုံးမရှိပါဘူးလို့ဒီလိုပြောတာနော်အားလုံးပြည့်နိုင်တယ်
ဒါကြောင့်မို့ဆရာမတွေကျောင်းသူကျောင်းသားတွေမိမိတို့ကောင်းမြတ်တဲ့မွန်မြတ်တဲ့ဆန္ဒတွေနဲ့ဖော်ဆောင်နေကြမယ်ဆိုလို့ရှိရင်အားလုံးဟာကြီးပွားတိုးတက်မှုဖြစ်မှာကြီးပွားတိုးတက်လာမယ်ကျက်သေးတွေအပြည့်ဝရလာကျက်သေးရခြင်းလို့ထိုင်ပြီးတော့ဆူတောင်းနေရင်တော့မရဘူးနော်ကျက်သေးရအောင်ဆန္ဒရှိကဲဒါဖြင့်ဆန္ဒရှိုံနဲ့ပြီးလာလို့ဆိုဆန္ဒရဲ့သဘောတရားကတော့ဆန္ဒရှိလာပြီဆိုရင်နောက်ကဘာလိုက်လာတော့ဆိုတာစဉ်းစားကြည့်လိုက်ကြိုးစားမှုဆိုတာပါလာတယ်လေနောက်ကဆန္ဒရှိလို့လုပ်တယ်ကြိုးစားတယ်ကြိုးစားတာကိုဝီရိယလို့ခေါ်တယ်အဲ့ဒီဝီရိယကြီးမားလာပြီဆိုလို့ရှိရင်လေအလုံးဟာဖြစ်လာနိုင်တယ်ပေါ့မဖြစ်ဘူးဆိုတာမရှိဘူးဒါကြောင့်ဝီရိယဝတ္တောဂိဏမကမ္မနာသိစတိမပြီးတဲ့အလုပ်ဆိုတာမရှိပါဘူးဝီရိယဆိုတာရှိအောင်အဲ့ဒီဝီရိယဆိုတဲ့နေရာမှာဘာလို့အပ်တယ်လဲလို့ဆိုရင်ဇွဲလို့ခေါ်တယ်ရှိတယ်ဇွဲလုံးလာလို့တွဲသုံးတာရှိတယ်နော်ဇွဲဆိုဒီမှာဆွဲမြဲပြုလုပ်မှုကိုဇွဲလို့ပြောတာဒီကနေ့စာချက်မယ်နေ့ပြင်အားကြမချက်ဘူးနော်အဲ့ဒါလို့မဟုတ်ဘူးဒီကနေ့မနေ့စောစောထားတယ်နေ့ပြင်ကလည်းထားမယ်တစ်ဘက်ကလည်းထားမယ်နောက်ရက်ဒီထားဆွဲမြဲလုပ်တာကိုဇွဲလို့ခေါ်တယ်ဆွဲမြဲတယ်ဆိုတဲ့စကားလုံးကနေလာအင်္ဂလိပ်လိုကြတော့ perseverance လို့ခေါ်တယ် persevere ဆိုစကားလုံးနဲ့ perseverance ဆွဲရှိတာအရာခတဲ့ကိုအောင်မြင်နိုင်တယ်လို့ဆိုလို့ဆွဲရှိမှအောင်တယ်လို့ဆိုတာအောင်မြင်ခြင်းရဲ့အုတ်မြစ်ပဲဒါမို့ဆွဲရှိရမယ်လုံလရှိရမယ်လို့ဆိုလိုတယ်ဟောနောက်တစ်ခုကတော့ဟုတ်ပြီဆွဲရှိနဲ့ကြိုးစားပါရဲ့အခက်ခဲဆိုတာမရှိဘူးလားလို့ဆိုရှိမှာပေါ့ဘယ်လို့ဖြစ်ဖြစ်အခက်ခဲရှိတယ်အဲ့ဒီအခက်ခဲကြတော့ဘာလို့ဖို့လိုသေးလဲနောက်ကကြန့်ခိုင်တဲ့စိတ်ဓာတ်လို့တယ်ဟောတခါကြိုးစားကြည့်လို့မအောင်ဘူးဆိုတာနဲ့တပြက်သီးကိုဟိုခွေးရေခွေးကောင်လို့လေတပြက်သီးကိုခုံပြီးတော့ကြိုက်တာမမိတဲ့အခါကျတော့အလကားအချင်းကြီးပါငါစားမရင်ငါဖျားတော့ဖျားလိုက်မယ်ဆိုပြီးတော့ပြစ်တင်သွားအဲ့ဒါမျိုးဖြစ်သွားတတ်တယ်ဒါကြောင့်မို့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာလိုတယ်စိတ်ဓာတ်ကြံ့ခိုင်တာဒီတစ်ခါမအောင်သေးရင်နောက်တစ်ခါမအောင်သေးရင်ဟိုနောက်တစ်ခါဒီလိုစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ကြိုးစားရမယ်လို့ဆိုတယ်ဟုတ်ပြီစိတ်ဓာတ်ကြံ့ခိုင်ပြီဆိုတော့ကောင်းပြီဆန္ဒကလည်းကြီးမားတယ်လုံလဝီရိယနဲ့ဇွဲကလည်းပြည့်စုံတယ်စိတ်ဓာတ်လည်းခိုင်မာပါတယ်ဘာလို့သေးလဲအရန်လုံနေလို့မရဘူးပညာဆိုတာဘယ်အလုပ်ပဲလုပ်လို့နော် way of function ဆိုတာရှိတယ် method ဆိုတာရှိတယ်အဲ့ဒါကိုသိတဲ့ပညာကိုဝိမန္တာလို့ခေါ်တယ်ဝိမန္တာဆိုတာစူးစမ်းဆင်ခြင်နိုင်တဲ့ပညာဥပါယဝိမန္တာဆိုတာနိလန်းတွေကိုစူးစမ်းတာဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်တဲ့နလဲဆိုတာနိလန်းတွေကိုစူးစမ်းတာဥပါယဝိမန္တာအဲ့ဒါပညာကတော့အချုပ်ပဲအဲ့ဒါကိုအဓိပတိပစ္စယောလို့24ပစ္စည်းထဲမှာဟောတာဒီနေ့အဓိပတိပစ္စည်းကဒီတရားတွေဒီဟာတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်အစားအဓိပတိပစ္စယောနဲ့အော်ရွတ်နေလို့ဘာမှရမှာမဟုတ်ဘူးနော်တကယ်ကတော့ပဋ္ဌာန်းဆိုတာအော်ရွတ်နေရမယ်အရာမဟုတ်ဘူးရွတ်တာတော့ကုသိုလ်ရခြင်းရွတ်ပေါ့လေအခုကပဋ္ဌာန်းကဘလောက်တည်းရွတ်ကြတယ်ပဋ္ဌာန်းနေဘာအတွက်ရွတ်တာတော့ဆိုအန္တရာယ်ကင်းအောင်လို့စီးပွားတက်အောင်လို့အန္တရာယ်ကင်းအောင်ကတော့အန္တရာယ်ကင်းအောင်နေပေါ့နော်မဟုတ်တာတွေမလုံးနဲ့ပေါ့စီးပွားတက်ခြင်းအလုပ်ကြိုးစားပေါ့ထားပဲရှိအဲ့ဒါကိုတော့မလုပ်ဘဲနဲ့ပဋ္ဌာန်းထိုင်ရွတ်နေလို့ကတော့အတန်ပဲကြားနေရမှာပဲအခုကြည့်လေပဋ္ဌာန်းထဲမှာဟောတဲ့တရားပဲအဓိပတိဆိုတာသန္တာဝီရိယဝိမန္တာစိတ်တာဝိမန္တာလို့ဆိုတဲ့
ဒီစွမ်းအတ္တိပြည့်ဝတဲ့တရားတွေကဘယ်မှာရှိလဲမေးလိုက်လို့ရှိရင်ကိုယ်တဏ္ဍာမှာပဲရှိနော်အပြင်ကလာတာမဟုတ်ဘူးဒါတွေကဘယ်မှာရှိတော့လူတိုင်းမှာ internal condition တွေ internal ability တွေကိုယ်တဏ္ဍာမှာရှိတယ်အဲ့ဒါတွေကိုတိုးမြင့်အောင်ကြိုးစားတိုးမြင့်ပြရကျောင်းသူကျောင်းသားတိုင်းအဲ့ဒါကိုကိုယ်တဏ္ဍာမှာရှိပြီးသားတွေကိုတိုးမြင့်ပေးဖို့ပဲလိုတယ်မြင့်တင်ပေးရဆန္ဒကိုမြင့်တင်ပေးရမယ်ကောင်းတဲ့ဘက်ကိုလှုပ်ချင်တဲ့ဆန္ဒတွေဆန္ဒရှိသလိုကြိုးစားမှုတွေကိုမြင့်တင်ပေးရမယ်ကြိုးစားမှုတွေမြင့်တင်ပေးသလိုပဲနောက်ကစိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်းမြင့်တင်ပေးရမယ်နီးလန်းကိုလည်းမြင့်တင်ပေးရမယ်ဆင်ញင်တုံတရားနဲ့လုပ်ရမယ်လို့ဆိုလိုတယ်ဘာလို့လို့နောက်ဆုံးဟာပညာကတော့အချုပ်ပဲအဲ့ဒါကိုအဓိပတိ၄ပါးလို့လည်းခေါ်တယ်အဋ္ဌိပါဒဆိုတာ၄မျိုးလို့လည်းခေါ်တယ်အဋ္ဌိဆိုတာပြည့်စုံခြင်းရဲ့ပါဒအကြောင်းတရားဟောအစွမ်းတကူရဲ့အကြောင်းတရား၄မျိုးလို့ဒီလိုဆိုတာဒါကြောင့်မို့ဒီကနေ့ကုသိုလ်ကောင်းမှုလုပ်ကြတယ်စက်တည်ရှိသွားအသိပညာတွေရရှိလောက်ကြိုးစားအထောက်ကြတယ်ပညာနဲ့ကုသိုလ်ကောင်းမှုဒီနှစ်ခုကိုစက်တည်ရှိတာစက်တည်လို့ခေါ်တာဖြစ်သောကြောင့်အလုံးသောဒီပညာတက္ကသိုလ်မှာနေထိုင်ပြီးတော့ဥဆောင်ကြတဲ့ပမောက္ခချုပ်ဆရာကြီးကစကျောင်းအောင်ဆရာကြီးကစအားလုံးဆရာဆရာမတွေကျောင်းသူကျောင်းသားတွေဝန်ထမ်းတွေအားလုံးဟာမိမိတို့အသီးသီးမိမိတို့ထမ်းဆောင်တဲ့အလုပ်တွေဟာမှန်ကန်တဲ့နိလန်းနဲ့လှုပ်ဆောင်သွားကြမယ်ဆိုရင်စက်တည်ဆိုတာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်စက်တည်ဆိုတာမိမိကလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေဒါတွေဟာကိုယ့်အတွက်စက်တည်တွေပဲလို့စက်တည်ရအောင်စိတ်ကောင်းနှလုံးကောင်းထားပြီးကြိုးစားရပါစေကုန်တည်း